JO လို့ပြောလိုက်တာနဲ့ပူပူကတော့ရေဦးဆောင် 1KKO ရန်ကင်း JO ကိုပြေးမိမိပါတယ်ဒီနေ့မှာတော့မော်လမြိုင်ရတုံးလေး JO စားချင်လာတာနဲ့ Grand မော်လမြိုင် shopping mall လေးလွာမှာရှိပြီးအသစ်ဖွင့်လှစ်ထားတဲ့ 1KKO မှာ JO တော့စားမှာဖြစ်ပါတယ်ပူပူမှာထားတာလေးကတော့ JO စီချက်သားနဲ့တပွဲရဲ့ဒါလေးကတော့ဝက်နံရိုးခောက်ဆွဲလို့ခေါ်တာပေါ့ဗျာပူပူကတော့ JO စားရဲ့ရင်းနှင်းစားရတာမကြိုက်ပေါ့နော်အမြဲတမ်း JO စီချက်ပဲမှာစားဖြစ်တယ် JO စီချက်ဆိုတပွဲလလာနှစ်ပွဲလလာကောင်းစားနိုင်တယ်ဒီနေ့မှာလဲ JO စီချက်ကိုချက်သားနဲ့ချင်းဆက်ရတာမှာထားတယ်ပေါ့ဗျာသူ့ရဲ့ရတာချင်းဆက်ဆိုတော့ပူပူအရန်အကြိုက်တွေ့ပါတယ် 1KKO ရဲ့ချက်သားလုံးတွေကဘယ်ဆိုင်နဲ့မတူဘဲနဲ့အခုလိုမျိုးအချင်းရင်းနဲ့တိုးစားလိုက်ရင်အရန်စားလို့ကောင်းတယ်ပူပူတော့တအားကြိုက်ပါတယ် 1KKO ရဲ့မော်လမြိုင်အုပ်ရှင်ဆိုင်မှာတော့ JO ခဏခဏစားဖို့ပဲမဲ့လဲ Grand မော်လမြိုင် shopping mall မှာတော့တခါမှတော့မစားဘူးပေါ့နော်ဒါကတော့ first time ပါတကယ်ချင်းတို့ရော JO စားတဲ့ခါကျရင်အရင်နဲ့စားရတာကြိုက်လား JO စီချက်စားရတာကြိုက်လားဆိုတာကို comment မှာပြောတော့ပေးကြပါအောင်ခင်ဗျာနောက်တစ်ခုစားပြမှာကတော့ဝက်နံရိုးခောက်ဆွဲပေါ့နော်ခောက်ဆွဲသားတွေကလည်းနူးညံ့အိဖက်နေပြီးတော့ဟင်းရည်ကလည်းတောက်လို့ကောင်းတယ်ဝက်နံရိုးကလည်းစားလို့ကောင်းတယ်ဒီခောက်ဆွဲကတော့လူကြီးတွေအကြိုက်တွေ့မှာတော့တေချာပါတယ်ဘဘောတော့အရင်ကြီးကြိုက်တဲ့ထက်မှာမပါဘူးပေါ့နော်ထုံးစံတိုင်းစားတော့စားပြီးရင်တော့အချိုရည်မှာတောက်ရပါတယ်ဒီနေ့စားထားသမျှအကောင်လုံးပေါင်းမှ2000ဆိုတော့ရန်တန်တယ်ပေါ့နော်ပိုင်းလေးပြီးသွားပါတယ် 1KKO JO ကိုကြိုက်တဲ့လူလားမကြိုက်တဲ့လူလားအဆုံးထိကြည့်ပေးလို့ကျေးဇူးပါ